အားလုံးပဲမင်္ဂလာပါရှင်ကျမတို့ဒီနေ့ဆွေးနွေးလို့တဲ့အကြောင်းအရာလေးကတော့ကလေးတွေနဲ့ဘာသာစကားဖွံ့ဖြိုးမှုဆိုတဲ့ခေါင်းစဉ်လေးပဲဖြစ်ပါတယ်ဘာသာစကားဖွံ့ဖြိုးမှုဆိုတာကဒီကလေးတွေဖွံ့ဖြိုးတိုးတက်နေတဲ့နေရာမှာအရေးကြီးတဲ့အခန်းကဏ္ဍမှာပါဝင်ပါတယ်အခုကျမဒီဟာလေးကိုဘယ်လိုမျိုးလေးဆွေးနွေးကြလဲဆိုတော့ကျမတို့ဒီဘယ်နေရာပဲရောက်ပေါ့နော်ကျမတို့ဒီကမ္ဘာပေါ်မှာကအင်္ဂလိပ်စကားအရန်အပြောများပါတယ်ကျမတို့ဒီတောရွာမှာရှိတဲ့ခုခေတ်မှာကြတော့အင်္ဂလိပ်စကားမသိနားမလည်တဲ့မပြောတတ်တဲ့ကလေးတွေဆိုတာတော်တော်ရှားသွားပြီပေါ့နော်ဟိုတောရွာမှာရှိနေတဲ့ကျမတို့ဒီနိုင်ငံခြားမပြောတဲ့ရန်ကုန်ကိုမရောက်လာဘူးတဲ့မြို့ကြီးမြို့ပြကြီးတွေမှာတောင်မှမနေဘူးတဲ့ကလေးတွေကနေပင်လေကျမတို့ဒီအင်တာနက် YouTube ကနေပြီးတော့မှကျမတို့ဒီအင်္ဂလိပ်စကားကိုပိုင်နိုင်စွာပြောဆိုနိုင်တဲ့ကလေးတွေအများကြီးရှိလာပါတယ်ဆိုတော့ကျမတို့ကဒါကောင်းမွန်တဲ့လက္ခဏာလားဆိုတော့ဟုတ်ပါတယ်ကောင်းမွန်တဲ့လက္ခဏာတစ်ခုပါဒါပေမဲ့ကျမတို့တတိထားရမယ့်အကဏ္ဍလေးလည်းရှိတယ်ပေါ့နော်ဆိုတော့အဲ့ဒါလေးနဲ့ပတ်သက်ပြီးတော့မှကျမဆွေးနွေးသွားပါမယ်ဆိုတော့ကျမတို့ကပညာကဏ္ဍတွေဆိုရင်ဒီပညာနယ်ပယ်အမျိုးမျိုးကိုရေးပြီးတော့မှရေးထားတဲ့ဘာသာစကားဆိုရင်တော့အင်္ဂလိပ်စာများပါတယ်ဆိုတော့အင်္ဂလိပ်စကားတက်တာကောင်းလားဆိုတော့လေကောင်းပါတယ်မကောင်းတဲ့ဟာမဟုတ်ပါဘူးအင်္ဂလိပ်လိုတက်ပြီးတော့မှအင်္ဂလိပ်စာဖတ်တတ်လို့ရှင်ကျမတို့ပညာနယ်ပယ်အသီးသီးကိုကျမတို့ပို့ပြီးတော့မှလေးလေးနက်နက်လေ့လာလို့ရပါတယ်ဒါပေမဲ့ကျမတို့ဒီတစ်ဖက်ကမ်းမှာတော့ကျမတို့တတိထားရမယ့်အရာလေးတွေရှိတယ်ပေါ့နော်ဆိုတော့ကျမတို့ကဘာသာစကားဆိုတာကဒီကျမတို့ဘာသာစကားဆိုတာဒီဖွံ့ဖြိုးဒီတယောက်နဲ့တယောက်ပေါ့နော်တယောက်နဲ့တယောက်ပြောဆိုဆက်ဆံဖို့အတွက်ဖြစ်ပါတယ်အဓိကအဖြစ်ဆိုတော့ကျမတို့ကကလေးတွေဆိုရင်ကျမတော်တော်များများပေါ့နော်အခုနောက်ပိုင်းမှာအတော်များတွေ့လာရတာကမြန်မာပြည်မှာတည်းမဟုတ်ဘူးကျန်တဲ့နေရာဒေသတွေမှာလည်းကျမတို့အများကြီးတွေ့လာနေတယ်သားသမီးတွေကအင်္ဂလိပ်လိုအရန်ကျွမ်းပြီးတော့မှမိဘတွေကအင်္ဂလိပ်လိုမပြောတတ်တဲ့သူတွေအများကြီးရှိပါတယ်ဆိုတော့အင်္ဂလိပ်လိုပြောတတ်တာမကောင်းဘူးလားဆိုတော့ကောင်းပါတယ်ဒါပေမဲ့အင်္ဂလိပ်လိုပဲပြောတတ်ပြီးတော့မှကိုနဲ့သားသမီးတွေကပဲအင်္ဂလိပ်လိုပြောတတ်ပြီးတော့မှမိဘတွေမပြောတတ်လို့ရှင်ကျမတို့ကဘာဖြစ်သွားနိုင်လဲဆိုတော့သားသမီးတွေနဲ့မိဘတွေကြားမှာဆက်ဆံရေးတွေကပြောဆိုဆက်သွယ်မှုကပြတ်တောက်သွားနိုင်ပါတယ်ကျမတို့ကရန်ကုန်မှာနေပြီးတော့မှအင်္ဂလိပ်လိုကြီးပဲပြောပြီးလို့ရှိရင်ကျမတို့တချို့မိဘတွေဆိုရန်ကုန်ယူတာမှန်ပါတယ်ဂုံယူရမှာဖြစ်ပါတယ်ဒါပေမဲ့ကျမတို့ကိုနဲ့ပြောဆိုဆက်ဆံဖို့အတွက်ဘာသာစကားတောင်မှမတတ်တော့ဘဲနဲ့အင်္ဂလိပ်လိုပဲပြောတတ်ပြီးတော့မှတအိမ်ထဲမှာပဲနေပြီးတော့မှကျမတို့ဒီသားသမီးတွေနဲ့မိဘကြားထဲမှာအဆက်အသွယ်ပြက်လောက်တဲ့အထီတော့မဖြစ်ဖို့အတွက်အများကြီးကြီးပါတယ်အဲ့ဒါကြောင့်မလို့ကျမတို့ကဒီသားသမီးတွေကိုပြုစုပြောထောင်တဲ့နေရာမှာတတိလေးထားပြီးတော့မှကိုနဲ့နောက်နေကြလို့ရှိရင်ကျမတို့ကကလေးတွေဘလောက်ပဲအင်္ဂလိပ်လိုကျွမ်းဘလောက်ပဲအင်္ဂလိပ်စာဘလောက်ပဲကျွမ်းကျမတို့ကမိဘတွေအနေနဲ့ရောအုတ်ထင်းသူတွေအနေနဲ့သားသမီးတွေကိုစုံမသွန်သင်ပြီးတော့မှလမ်းပြဖို့အတွက်လိုအပ်တာဖြစ်တဲ့အတွက်ကြောင့်မလို့ကျမတို့ကသူတို့နဲ့အတူတူချစ်ချင်းမြတ်တာတွေပြဖို့အတွက်သူတို့ကိုလမ်းပြသွန်သင်ပြီးတော့မှပြုစုပြောထောင်ဖို့လိုအပ်တဲ့အတွက်ကြောင့်မလို့ကျမတို့ကသူတို့နဲ့ဘာသာစကားပြတ်တောက်ပြီးတော့မှသူတို့နဲ့အဆက်အသွယ်ပြတ်လို့မရပါဘူးရှင်အဲ့ဒါကြောင့်မလို့ကျမတို့မိဘတွေတတိထားရမှာကသားသမီးတွေကိုကျမတို့မိခင်ဘာသာစကားကိုနဲ့ပြောဆိုလို့ရတဲ့စကားကိုတတ်ထားဖို့အရင်ရေးကြည့်ပါတယ်ဘာသာကလေးတငယ်ဖွံ့ဖြိုးတိုးတက်ရေးမှာဒီသုတေသနလုပ်နေတဲ့ဒီပညာရှင်တွေကဘာပြောလဲဆိုတော့ကလေးတွေ9နှစ်အထိပေါ့နော်ဘာသာစကား9မျိုးသူတို့သင်ယူလို့ရတယ်လို့ပြောပါတယ်ဆိုတော့ဒီ9နှစ်အတွင်းမှာသူသင်ယူလို့ရှိရင်တကယ်ကို native ပေါ့နော်အဲ့ဒီကအင်္ဂလိပ်လို့ဆိုရင်လည်းအင်္ဂလိပ်ဒီအတိုင်းအင်္ဂလိပ် native အတိုင်းထွက်မယ်ပြီးလို့ရှိရင်မြန်မာလို့ဆိုရင်လည်းမြန်မာ native အတိုင်းထွက်မယ်မြန်မာစကားဆိုရင်မြန်မာလို native တိုင်းထွက်မယ်ပေါ့နော်ဆိုတော့ကျမတို့ဆိုရင်ချင်းလူမျိုးတွေဖြစ်တဲ့အတွက်ကြောင့်မလို့အခုဆိုရင်ကျမတို့စကားဝဲတယ်ဘာဖြစ်လို့လဲဆိုတော့ကျမတို့ဒီမြန်မာစကားကိုစပြီးတော့မှပြောတာကကျမတို့9နှစ်ကျော်နည်းနည်းလေးနောက်ကြမှကျမတို့ပြောတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျမတို့က native တွေရဲ့အတန်တိုင်းမထွက်နိုင်ပါဘူး
ဆိုတော့မိဘကလေးတိုင်းလားဆိုတော့လေကလေးတချို့ကလေးတွေကဘာသာစကားတင်ယူမှုပေါ့နော်အကြောင်းမျိုးကြောင့်သူရဲ့ developmental ပေါ့နော်ဖွံ့ဖြိုးတိုးတက်မှုမှာနှောင့်နှေးကြန့်ကြာနိုင်တဲ့အတွက်ကြောင့်မလို့တချို့ကလေးတွေကအကုန်လုံးတော့မဟုတ်ပေါ့နော်တချို့ကလေးတွေကတော့လုံးဝဘာသာစကားတစ်မျိုးတည်းနဲ့ပဲပြောဆိုရမယ်ကလေးတွေရှိပါတယ်ဒီဟာကျမရေဘူးရအဖြစ်ပြောမှဆိုရင်တော့ဒါကလေးတယောက်ဟာ9နှစ်မတိုင်ခင်မှာဘာသာစကား5မျိုးတက်နိုင်ပါတယ်ပြောချင်တာကတော့အိမ်မှာကိုသားသမီးတွေကိုကိုနဲ့ဆက်သွယ်လို့ရမယ်စကားလေးတော့တင်ပေးဖို့လိုအပ်တယ်ပေါ့နော်။ဘာဖြစ်လို့လဲဆိုတော့တနေ့တစ်ချိန်ချင်းကြရင်ကိုနားမလဲတဲ့စကားတွေပြောနေလို့ရှိရင်ကျမတို့ဒီပြုစုပြောထောင်တဲ့နေရာမှာအခက်အခဲဖြစ်နိုင်တဲ့အတွက်ကြောင့်မလို့ကျမတို့ဘာသာစကားကိုသင်ပေးတဲ့နေရာမှာလည်းအင်္ဂလိပ်လိုလည်းသင်ပေးပါပြောတတ်အောင်speaking class တွေပေါ့နော်class တွေပဲဖြစ်သူတို့ရဲ့ပညာတွေလေ့လာစီးပူးတဲ့နေရာမှာအသုံးဝင်တဲ့အင်္ဂလိပ်လိုလည်းပြောတတ်အောင်သင်ပေးပါမြန်မာလိုလည်းမမေ့ဖို့အတွက်အရင်အရေးကြီးရပေါ့နော်။ဘာဖြစ်လို့လဲဆိုတော့ကိုနဲ့ပြောဆိုဆက်သွယ်နိုင်မဲ့တခြားတိုင်းရင်းသားဘာသာဆိုရင်တိုင်းရင်းသားဘာသာစကားပေါ့နော်။ကိုပြောတတ်တဲ့ကိုနဲ့ဆက်သွယ်လို့ရမယ်ဘာသာစကားကိုတော့တက်ဖြစ်အောင်တင်ပေးပါလို့အဲ့ဒီခါကျမှကျမတို့ကသားသမီးတွေကိုပြုစုပြောထောင်တဲ့နေရာမှာချစ်ချင်းမြတ်တာတွေပြတဲ့နေရာမှာသူတို့နဲ့သေးသေးချာချာကျမတို့ရင်တွင်းဖြစ်စကားပြောပြီးတော့မှကလေးကိုပြုစုပြောထောင်တဲ့ခါကြလို့ရှိရင်ဒီဘာသာစကားကတကယ်ကိုအရေးကြီးတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျမတို့ကလေးတွေကိုအင်္ဂလိပ်လိုပဲအရန်တက်တာကိုဂုဏ်ယူဝင်ကြွားပြီးတော့မှအင်္ဂလိပ်လိုပဲမပြောစေပဲနဲ့ပေါ့နော်အင်္ဂလိပ်လိုလည်းပြောတတ်စေပါပြောတတ်ပါစေเนาะပြီးလို့ရှိရင်ကိုနဲ့ဆက်သွယ်လို့ရမယ်ဘာသာစကားလည်းပြောတတ်ဖို့အတွက်သင်ပေးဖို့အတွက်အရန်အရေးကြီးပါတယ်အဲဒါကြောင့်မလို့ကျမတို့ဘယ်နေရာပဲရောက်မြန်မာပြည်မှာရှိတဲ့မိသားစုတွေကောတခြားနေရာမှာရှိတဲ့တခြားနိုင်ငံမှာရှိတဲ့မိသားစုတွေရောဒီဘာသာစကားလေးကိုကျမတို့သားသမီးတွေအတွက်သားသမီးတွေနဲ့မိဘတွေကြားမှာကျမတို့ဒီချစ်ချင်းမြတ်တာတွေတန်ရိုးစင်တွေ့တာမှုတွေရှိဖို့အတွက်အရန်ရည်ကြည်တဲ့အတွက်ကြောင့်မလို့ဘာသာစကားလေးကိုတော့ကျမတို့ဒီကိုနဲ့ဆက်သွယ်လို့ရမယ်ဘာသာစကားလေးကိုတင်ပေးဖို့အတွက်အရန်ရည်ကြည်တယ်ဆိုတဲ့ဟာလေးကိုကျမဒီနေ့ဝေမျှလိုပါတယ်အားလုံးကိုကျေးဇူးများတင်ပါတယ်ကျမတို့မေးချင်တဲ့မေးခွန်းတွေပဲဖြစ်ဒါလေးကတော့ဒီလိုမျိုးဖြစ်မလားဆိုတော့ဒီအကြံဉာဏ်လေးပဲဖြစ်လို့ရှိခဲ့လို့ရှိရင်ကျမတို့ဒီဗီဒီယိုရဲ့အောက်မှာလည်းcomment လေးနဲ့ကျမတို့နဲ့ဆွေးနွေးရပါတယ်အားလုံးကိုနားထောင်ပေးတဲ့အတွက်ကြောင့်မလို့အားလုံးကျေးဇူးများတင်ပါတယ်